မင်္ဂလာပါမိတ်ဆွေများခင်ဗျကျွန်တော်တို့နည်းဥပဒေ9ကိုဆွေးနွေးပြီးတဲ့နောက်မှာစွမ်းအားနယ်ပယ်မှာမရှိမဖြစ်လိုအပ်တဲ့နောက်ထပ်အရေးပါတဲ့နည်းဥပဒေတစ်ခုဖြစ်တဲ့နည်းဥပဒေ6ကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျနည်းဥပဒေ6ဘယ်လိုနည်းနဲ့မဆိုအောင်ဆိုင်မှုကိုရယူပါဆိုလိုရင်းတဲ့အဓိပ္ပာယ်ဒီနည်းဥပဒေကတော့စွမ်းအားပိုင်ဆိုင်ခြင်းဟာမြင်နိုင်စွမ်းနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်ဆိုတာကိုအလေးပေးဖော်ပြထားတာဖြစ်ပါတယ်လူတွေရဲ့အောင်ဆိုင်မှုခံရခြင်းဟာစွမ်းအားတစ်ခုပါပဲဘာကြောင့်လဲဆိုတော့တင်ဟာလူတွေရဲ့အတွေ့အထဲမှာဆင်းသက်မပြတ်ရှိနေတဲ့အခါသူတို့ရဲ့လှုပ်ရှားမှုတွေကိုလွှမ်းမိုးနိုင်တာလို့ဖြစ်ပါတယ်အဓိကနှစ်သာတော့လူတွေအသိကိုလက်လို့မရှုမိပါသေးနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့ထိရောက်တဲ့အလုပ်လုပ်တာကောင်းပါတယ်ဒါပေမဲ့ဒီတဲ့ပိုရေးကြည့်တာကတော့တင်လုံးနေတဲ့အရာကိုလူတိုင်းကသိအောင်တင်းကိုတတိထားမိအောင်လုပ်ခြင်းပဲဖြစ်ပါတယ်အမှောင်ထဲမှာပုံဝင်နေခြင်းဒီအားနေခြင်းဖြစ်ပါတယ်ဘာကြောင့်အောင်ဆိုင်မှုကိုလိုအပ်ပါတယ်လဲအာနာကိုဖိတ်ခေါ်ခြင်းလူတွေအသိကိုအာယုံမဆိုင်တော့ရင်တင်းကိုမေ့သွားပါလိမ့်မယ်တင်းကိုမေ့သွားတာနဲ့တင်းရဲ့ဆွမ်းအားကအလိုလျောက်ရောကျသွားပါလိမ့်မယ်အာနာရှိတဲ့သူတွေကမမြင်သာတဲ့သူတွေကိုလုံးဝအလေးထားမှာမဟုတ်ပါဘူး